တော်ဒီမှာဖွင့်လာလားဗျာဒီ90တထေးဖွင့်လာလဲသမင်းဆိုင်မှာဖွင့်လာကျွန်တော်ဆိုင်လေးဖွင့်လာအဲ့လိုမျိုးလေးပေါ့ဗျာ6ပေကျော်ရှိတယ်လူ100ဆိုတော့ရှိတယ်ကြာဒီမှာဗျာအောက်ကကြွေပြဒီမောတပေဗျာမတွက်ကြည့်လိုက်တော့တပေ2ပေဗျာအကြီးကြောက်ဖျားကြီးကလေးတယောက်ဝင်သွားရင်တော့ပျောက်သွားမှာခင်ဗျာဒီနားပါကြာရှိသေးတယ်အများကြီးပဲမသိတယ်ဒါရီမှမသိရှယ်ညံပေါင်းချုံပေါ်ပါတော့ကြာပရစ်လောရောင်းတယ်ပရစ်အကောင်ကြီးကိုအကောင်ကြီးကိုတဲရော်နေမှာတဲရော်ပရစ်ရောင်းတာဒါဘာငါးလီရောငရဲလားဘာငါးလေးတော့မသိဘူး950 5သိန်းခွဲပါဗျာငရဲလားဘာငါးလီလည်းမသိဘူးကျူးကြီးပဲမကျွန်တော်လက်ကြည့်ရင်ခွေးလိုရောင်းတယ်ဒီဘာစီးပွားမလို့တယ်သမင်းဆိုင်နဲ့ဖွင့်ထားတာဗျာမှာ